မတင်တာအရန်ကြာပြီဖြစ်တဲ့စုတ်တမ်စကားပုံနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကိုတင်သွားပေးမယ်ပေါ့နော်အဲ့တော့စကားပုံကဘယ်စာအုပ်ထဲကစကားပုံလေးတွေတင်ကြားပေးသွားမှာလဲဆိုတော့살아있는 한국어 속담ဆိုရဲစာအုပ်လေးတွေကစကားပုံလေးပေါ့နော်ဟိုးရင်တော့တင်ပေးဘူးတယ်ဒါထဲမှာအဆက်တော်တော်လေးပြတ်သွားလို့ပေါ့နော်အခုကြံနေတဲ့စကားပုံလေးဆက်ပြီးတင်သွားပေးမယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာလေ့လာသွားမယ့်စကားပုံကဘာလဲဆိုတော့가는 날이 장날이다အဲ့တော့가는 날이 잔날이다ဆိုတဲ့အဓိပ္ပာယ်ကကိုရီးယားလိုပါလဲဆိုရင်계획한 일을 하려고 할 때 공교로운 일이 생긴다. ကိုစီစဉ်ထားတဲ့ကိစ္စသို့မဟုတ်ကိုစီစဉ်ထားတဲ့အလုပ်အကြောင်းအရာတစ်ခုခုကိုကလုံးမလို့ဆိုပေမဲ့မတော်တဆတိုက်တိုက်ဆိုင်ဆိုင်ကိစ္စတစ်ခုခုပေါ်လာတယ်လို့ပြောတဲ့အခါမှာသုံးပါတယ်။ဂုံကျိုးလိုအွန်းဆိုတဲ့အဓိပ္ပာယ်ကကြလို့တိုက်တိုက်ဆိုင်ဆိုင်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲ့တော့တစ်ခုခုကိုလုံးမယ်လို့စီစဉ်ထားပေမဲ့တိုက်တိုက်ဆိုင်ဆိုင်တခြားကိစ္စတစ်ခုခုပေါ်လာတယ်လို့ပြောတဲ့အခါမှာ가는 날이 장날이다ဆိုတဲ့စကားပုံကိုသုံးတယ်ပေါ့နော်။ဒါမှမဟုတ်ကိုကကိစ္စတစ်ခုခုကိုလုံးမယ်လို့ရည်ရွယ်ထားပေမဲ့အဲ့ကိစ္စမလုပ်ဖြစ်လိုက်ပဲနဲ့တိုက်တိုက်ဆိုင်ဆိုင်မကောင်းတဲ့အခြေအနေတစ်ခုဖြစ်သွားတဲ့အခါမျိုးမှာသူကတုံတယ်ပေါ့နော်အဲ့တော့대화စကားပြောလေးကြည့်ကြည့်အောင်마리 씨 오늘 저하고 고흐 전시회 보러 갈래요? 마리에 디네 저만의 두두 고흐 정시회ဆိုတာပြပွဲပေါ့နော်고흐ဆိုတာကကြတော့ဒါဒီ Dash ပကြီးဆရာတဦးရဲ့နာမည်ဖြစ်ပါတယ်။ Vincent van Gogh လို့ခေါ်ရဲပေါ့နော်။အတန်တတော့မှန်ချင်မှမှန်ပါလိမ့်မယ်ဒီ Dash နာမည်ဆိုတော့ဒီ Dash ပကြီးဆရာရဲ့နာမည်ပေါ့နော်။အဲ့တော့ဒီပကြီးဆရာရဲ့ပြပွဲကြည့်ဖို့သွားမလား။네 좋아요.ဟုတ်ကဲ့ကောင်းတယ်. 그런데 어디에서 해요? 다네 뭐လုပ်တာလဲ? 중앙미술관에서 한대요. 중앙ဆိုတာတော့သူ့ဤပဲဘာသာပြန်မယ်ဆိုအလဲဘဟိုအဓိကလို့အဓိပ္ပာယ်ရတယ်။ဒါမဲ့ဒီနေရာမှာကတော့မီဆူးကွာနာမည်ကိုပဲရည်ညွှန်းတယ်လို့ထင်ပါတယ်။အဲ့တော့중앙အနုပညာပြခန်းမှာလုပ်မယ်တဲ့။내가 가는 길을 아니까 지금 갑시다.ငါသွားတဲ့လမ်းကိုသိတာမို့လို့အခုသွားကြရအောင်။잠시 후 미술관에 도착. ခဏကြာပြီးတဲ့နောက်မှာအနုပညာပြခန်းကိုရောက်လာတယ်ပေါ့နော်။အမ지우가 말별해서 바로 여기에요. 디니아베. 내가 입장권을 사올게요. 나 웬걸람마고 웰라메. 아네 마리아니 뼈라이데. 잠깐만요, 지우 씨. 카나리 지우. 저기 금밀휴관이라고 쓰여 있는데 무슨 뜻이에요? 호마아래 금밀휴관 수비오마 일하래. 알아봐야 알아. 금밀휴관 수라가 자로 디네 ပြကန်းပိတ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီနေ့ပြကန်းပိတ်တယ်ဆိုတဲ့စာသားလေးရေးထားတယ်ပေါ့နော်어머, 어떡하죠? 해 별로 없네. 오늘은 미술관이 쉬는 날이에요. 디네, 뼈가 빼대니 가는 날이 잔날이라고 하더니 마음 먹고 왔는데 휴일이네요. အဲ့တော့တွားတဲ့နေ့ကဈေးနေ့ဆိုသလိုပဲတိုက်တိုက်ဆိုင်ဆိုင်စိတ်ကိုဆုံးဖြတ်ပြီးလာတော့မှပဲပိတ်ရက်ကြီးဖြစ်နေတယ်။미리알아보지못해서미안해요. ကြိုပြီးတော့မစုံစမ်းလိုက်နိုင်တဲ့အတွက်တောင်းပန်ပါတယ်။အဲ့တော့ဒီပကြီးစရာရဲ့ပြပွဲကိုကြိုးကြိုးစားနဲ့ဆုံးဖြတ်ပြီးလာတော့မှပဲကိုသွားတဲ့နေရာပြကန်းပိတ်တဲ့နေ့ဖြစ်နေရပေါ့နော်။အဲ့တော့ကိုပကြီးကကြည့်ဖို့လှုပ်ထားရာကနေမကြည့်ပြလိုက်တော့나를 보사장리리라지매. 오랜만에 공부하러 도서관에 갔는데 가는 날이 잔날이라고 도서관 문이 닫혔어요. ငါစာမလုပ်တာကြာတော့မှပေါ့နော်တော်တော်ကြာမှစာလုပ်ဖို့စာကြည့်လိုက်ကိုသွားခဲ့ပင်မဲ့တွားတဲ့နေရာဈေးနေဆိုသလိုပဲတိုက်တိုက်ဆိုင်ဆိုင်ဒီစာကြည့်လိုက်ကပိတ်ထားတယ်။အဲ့တော့ကိုကငါစာကြည့်လိုက်မတော်တာကြာပြီစာကြည့်လိုက်လေးသွားပြီးစာလေးလုံမှပဲဆိုပြီးတော့ဆုံးဖြတ်ပြီးသွားကကြမှာကိုသွားတဲ့နေမှာစာကြည့်လိုက်ကြီးကပိတ်နေရပေါ့နော်
အဲ့လိုအခြေအနေမျိုးမှာသုံးပါတယ်အဲ့တော့ဒီ가는 날이 장날이다ဆိုတဲ့အဓိပ္ပာယ်ကဘယ်လိုအခြေအနေမျိုးမှာသုံးလဲဆိုရင်계획한 일을 하려고 할 때 공교로운 일이 생긴다အဲ့တော့ကိုစီစဉ်ထားတဲ့ကိစ္စတွေကိုဒီဟာကိုလုပ်မယ်လို့တွေးထားပေမဲ့လည်းမတော်တဆတိုက်တိုက်ဆိုင်ဆိုင်တခြားကိစ္စပေါ်လာတယ်မလုပ်ဖြစ်လိုက်ဘူးအဲ့လိုအခြေအနေမျိုးမှာဆိုရင်가는 날이 장날이다ဆိုတဲ့စကားပုံလေးကိုအသုံးပြုရဲပေါ့နော်အဲ့တော့အခုက topic စာမေးပွဲလည်းဖြေခံနီးကြပြီဆိုတော့စကားပုံလေးလည်းတည်ထားတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးလုပ်ပြီးတင်ပြလိုက်တာဖြစ်ပါတယ်နော်အဲ့ဆိုနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်